အသားစားမိချောင်းတစ်ကောင်နဲ့အတူမကြောက်မလန့်နေထိုင်ရဲကြတဲ့ရုရှားနိုင်ငံကမိသားစုမင်္ဂလာပါပြည်သက်ကြည့်လို့ရေအသားစားမိချောင်းတွေကလူသားတွေအတွက်တော့အန္တရာယ်ရှိတဲ့တတဝါတွေပဲဖြစ်ပါတယ်ဒီလိုမျိုးအန္တရာယ်ရှိတဲ့အကောင်တွေကိုလူသားတွေနဲ့အတူထားဖို့ဆိုတော့ဘယ်လိုနည်းနဲ့မှကိုမဖြစ်နိုင်ပါဘူးမိချောင်းတွေအနေနဲ့ကလည်းသူတို့ရဲ့ကြက်စားရမဟုတ်တဲ့ကုန်းပေါ်ကလူနေအိမ်တွေထဲမှာအချိန်ခဏလေးတောင်မနေနိုင်ကြပါဘူးဒါပေမဲ့လက်တွေ့မှာတော့ဂျက်စပါဆိုတဲ့မိချောင်းဟာရုရှားကမိသားစုတစုနဲ့အတူတူနေထိုင်လာတာနှစ်နဲ့ချီနေပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါယနေ့မှာတော့ဂျက်စပါနဲ့ရုရှားမိသားစုရဲ့ကြားထဲကချစ်ချင်းမြတ်တာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားလေးဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွက်အနာထိမှန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည်သက်များအတွက်အများအားလို့တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာဂျက်စပါကိုတော့ရောဘတ်နဲ့ကက်သလင်းတို့ဇနီးမောင်နှံကရုရှားနိုင်ငံရင်းနေတပ်တော်ဆောင်းရှောက်ရေးအဖွဲ့ကနေပြီးတော့ဝယ်ယူပြီးမွေးထားတာပဲဖြစ်ပါတယ်ရောဘတ်တို့မှာသားသမီးလည်းမထွန်းကားသေးတာကြောင့်ဂျက်စပါလေးကိုပဲသူတို့ရဲ့သားသမီးအရင်တစ်ဖွဲ့မွေးမြူထားတာပဲဖြစ်ပါတယ်အချိန်တွေကြာလာတဲ့အခါတန်ရုံးစင်တွဲလာခဲ့ပြီးတော့ဂျက်စပါဟာလည်းသူတို့လင်မယားကိုမိဘအရင်လိုထင်ပြီးတော့ခင်တွယ်နေခဲ့တာပဲဖြစ်ပါတယ်ရောဘတ်ဟာဂျက်စပါကစားဖို့တော့အိမ်မှာရေကူးကန်သေးသေးလေးစောက်ပေးထားတာပဲဖြစ်ပါတယ်သူတို့ဇနီးမောင်နှံတွေမနက်ပိုင်းအလုပ်သွားလုပ်နေတဲ့အချိန်မှာဂျက်စပါဟာအဲ့ဒီကန်လေးထဲမှာဆော့ပြီးတော့ကြံခဲ့တာဖြစ်ပါတယ်ညနေဘက်သူသခင်တွေပြန်လာတဲ့အချိန်မှာတော့အိမ်ထဲမှာပဲပြေးလွှားစော်ကစားနေခဲ့တာဖြစ်ပါတယ်ရောဘတ်ဟာအိမ်မှာမြောင်းမွေးထားတဲ့ကိစ္စကိုအနီးပတ်ဝန်းကျင်တွေကိုပေးမသိပဲရှုပ်ဝက်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တနေ့မှာတော့ဂျက်စပါဟာသူသခင်တွေမရှိတော့ကန်ထဲကနေထွက်ပြီးတော့ရှောက်ပတ်သွားလာနေတဲ့အချိန်မှာအိမ်ကြီးချင်းတွေကမြင်တွေ့ပြီးတော့အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်အဲ့ဒီနောက်ဒီမိချောင်းလေးဟာအရွယ်မရောက်သေးတဲ့အချိန်မလို့ရင်ပါနေတာဖြစ်ပြီးတော့အရွယ်ရောက်ပြီးသွားတွေပေါက်လာတဲ့အချိန်မှာမိသားစုဝင်တွေရဲ့အသက်အန္တရာယ်စိုးရိမ်ရတာဖြစ်ကြောင်းအိမ်ကြီးချင်းတွေကသတိပေးခဲ့ကြပါတယ်ဒါပေမဲ့ရောဘတ်ဟာဒါတွေကိုဂရုမစိုက်ပဲဂျက်စပါကိုဆက်လက်မွေးထားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဂျက်စပါလေး3နှစ်သားအရွယ်မှာတော့ကက်သလင်းနဲ့ရောဘတ်တို့မိသားစုမှာသမီးလေး2ယောက်လည်းတိုးလာခဲ့ပါပြီထူးဆန်းတာကဂျက်စပါဟာဒီကလေးမလေးတွေကိုရမ်းမှုချင်းအလင်းမရှိပဲသူ့ရဲ့ညီမလေးတွေလိုစောင့်ရှောက်တာဖြစ်ပါတယ်ပြောရရင်တော့ဒီကလေးမလေးတွေမွေးစားကဂျက်စပါမှာသွားတွေအစိုးတွေလည်းဆုံးအောင်ပေါက်နေပါပြီရိုင်းနဲ့အသားသားမိချောင်းတစ်ကောင်အဖို့ဒီကလေးငယ်လေးတွေကိုကိုက်ဖြတ်စားသဖို့ဆိုတာအချိန်မရွေးဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းရောဘတ်ဟာသူ့ရဲ့ကလေးတွေကိုဂျက်စပါနဲ့ပဲထားခဲ့တာဖြစ်ပါတယ်သူတို့မိသားစုကအားလက်ရက်တွေမှာရေထွက်ကူးပြီးတော့အပန်းဖြေလေးရှိပါတယ်ဂျက်စပါကလည်းကလေးတွေနဲ့အတူတူရေကစားတာပဲဖြစ်ပါတယ်ကလေးတွေကိုဘယ်တော့မှထိခိုက်အောင်မလုပ်ဘဲညင်ညင်သာသာနဲ့ပဲရေကစားတာပါဒီလိုမျိုးမြင်ကွင်းကိုမကြာခဏမြင်လာရတဲ့အခါဂျက်စပါဟာလူစိတ်ဝင်စားမှုကိုတော်တော်လေးရရှိလာခဲ့ပါတယ်အဲ့ဒါနဲ့မီဒီယာတွေကရောဘတ်စီလာပြီးတော့ဂျက်စပါအကြောင်းသတင်းတွေရယူပါတော့တယ်ဒီလိုနဲ့တော်တော်များများသိလာကြပြီးတော့ကမ္ဘာရှားပါးရင်းနေတတ္တဝါထိန်းသိမ်းဆောက်ရှောက်ရေးကနေဂျက်စပါကိုပြန်လဲထိန်းသိမ်းထားနိုင်ဖို့အကြောင်းကြားခဲ့ပါတယ်ဒါဟာဘယ်လိုမှမဖြစ်နိုင်ပါဘူးကျွန်တော်တို့ဟာမိသားစုဝင်တွေဖြစ်နေပါပြီနေ့တွေအကြာကြီးအတူတူနေလာခဲ့တဲ့ကျွန်တော်ရဲ့သားဂျက်စပါလေးကိုပြန်မပေးနိုင်ဘူးလို့ရောဘတ်ကပြောခဲ့ပါတယ်သူတို့လူသားတွေတည်းမကဂျက်စပါကိုယ်တိုင်ကလည်းသူတို့ဇနီးမောင်နှံအပေါ်အင်မတန်တန်ရောစင်တွေ့နေခဲ့ပြီဖြစ်ပါတယ်နောက်ဆုံးမှာတော့တာဝန်ရှိသူတွေဘက်ကလက်လျှော့ကဂျက်စပါကိုရောဘတ်တို့မိသားစုအပိုင်းဘေးမဲ့ရင်းနေတတ္တဝါအနေနဲ့တစိမ့်ရိုက်ပြီးတော့ဝင်းမြူခွင့်ပေးခဲ့တာဖြစ်ပါတယ်အဲဒီချိန်ကနေစပြီးတော့ရောဘတ်ဟာဂျက်စပါနဲ့ပတ်သက်လို့ဘယ်မီဒီယာကမှမှတ်တမ်းတင်ရိုက်ကူးခွင့်မပေးဘဲအိမ်မှာပဲတိတိလေးမွေးထားခဲ့တာပါဒီလိုနဲ့ဂျက်စပါလေးရဲ့နာမည်ကပျောက်လာခဲ့ပါတယ်ယခုနောက်ပိုင်းသိလာရတဲ့သတင်းတွေအရဂျက်စပါဟာ2019ခုနှစ်မှာတကြီးယောဂတစ်ခုခုကြောင့်သေဆုံးသွားခဲ့ပြီလို့သိရပါတယ်ရောဘတ်တို့လည်းသားသမီးတစ်ယောက်ဆုံးရှုံးလိုက်ရတယ်လို့ဝမ်းပန်းတနေ့ဖြစ်ခဲ့ရပါတယ်ဟုတ်ကဲ့ပါလူသားတွေနဲ့ရင်ပါလာတဲ့မိချောင်းလေးဂျက်စပါရဲ့အကြောင်းကတော့ဒီလောက်ပါပဲခင်ဗျာပရိသတ်ကြီးတို့အနေနဲ့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဂျက်စပါနဲ့ရောဘတ်တို့မိသားစုကြားကဖြူစင်လာတဲ့ချစ်ချင်းမြတ်တာကိုမြင်တွေ့ကြရမှာပါရိုင်းဆိုင်လာတဲ့အသားသားတက်တော်တစ်ကောင်ဖြစ်နေပေမဲ့လည်းတအုပ်ကမြတ်တာပေးတဲ့အခါမြတ်တာရောင်းပြန်ဟတ်တယ်ဆိုတာဂျက်စပါလေးကတတ်သေးပါပဲဒါကြောင့်လူသားတွေနဲ့တလိษံတွေကြားထဲမှာတော့မှအချင်းချင်းမြတ်တာထားနိုင်ကြတာကျွန်တော်တို့လူသားအချင်းချင်းလည်းတအုပ်နဲ့တအုပ်မြတ်တာထားစောင့်ရှောက်ကြဖို့ဆိုတော့မခက်ခဲပါဘူးခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်